င်္ဂလာပါဒီနေ့ Windows 11နဲ့ Windows 10တို့မှာမြန်မာ font နဲ့ keyboard ထည့်သွင်းပုံတွေကိုပြသပေးသွားပါမယ်ပထမဆုံး keyboard ထည့်သွင်းပုံကြည့်အောင်နော် Win key ကိုနှိပ်မယ်ပြီးတော့ setting ကိုနှိပ်မယ် setting ထဲမှာ and language ကိုနှိပ်မယ် language and region ကိုဆက်နှိပ်မယ်ဒီ summit ကိုရောက်ဖို့က Win key plus space ကိုနှိပ်ပြီးတော့ပေါ်လာတဲ့ထက်က more keyboard setting ဆိုတာကိုနှိပ်ပြီးတော့လဲသွားနိုင်တယ်နော် typing keyboard အသစ်ထည့်ထည့်ဖို့အတွက် add a language ကိုနှိပ်မယ်ပေါ်လာတဲ့စင်းတွေထက်ကဒီမှာမြန်မာဘာမီဆိုအောင်လိုက်စားမယ်နော်အဲဒီမှာမြန်မာစာဘာမီဆိုတာကိုနှိပ်ပြီးတော့ next သွားမယ်ဒီခဏဆောင်ပြီးတော့ install လေးပေါ်လာပြီဆိုရင် install ကိုထပ်နှိပ်မှာပေါ့နော်install ကိုထပ်နှိပ်မယ် install ပြီးသွားပြီဆိုရင်ဒီမှာဘာမီဆိုတဲ့ language တစ်ခုထပ်ပေါ်လာမှာပေါ့နော်ဒီအောက်က keyboard setting မှာလည်းမြန်ဘာမီမြန်မာဆိုတဲ့ keyboard လေးတစ်ခုထပ်ပေါ်လာမှာပေါ့နော် keyboard မှာအင်္ဂလိပ်မြန်မာပြောင်းဖို့က Win key plus space နဲ့နှိပ်ပြီးတော့ပြောင်းလို့ရပါတော့ကွန်ပျူတာမှာလိုအပ်တဲ့မြန်မာ font တွေအားလုံးထပ်ထည့်ဖို့အတွက်ဆက်ပြပေးသွားမယ်နော် Win key ကိုတစ်ချက်နှိပ်ပြီးတော့ FONTS font ဆိုပြီးတော့ရိုက်လိုက်မယ်နော်ပြီး enter ဒါမှမဟုတ်ရင် left click ခောက်ပြီးတော့ဝင်လိုက်မယ်ဒီ Windows ရဲ့ font folder တွေကိုကျွန်တော်ထည့်ချင်တဲ့ font တွေကို select လုပ်ပြီးတော့ drag and drop ဆွဲချလိုက်အောင်ပဲပေါ့နော်အားလေးကိုဆက်ပြပေးမယ်နော်ကျွန်တော် download ယူထားတဲ့ font တွေကိုဖွင့်လိုက်မယ်လိုအပ်တဲ့မြန်မာ font အားလုံး download ယူဖို့အတွက် link ကိုကျွန်တော် post မှာထည့်ပေးထားမယ်နော် download ယူထားတဲ့မြန်မာ font collection တစ်ခုထဲကကိုကြိုက်တဲ့ folder တစ်ခုကိုဖွင့်လိုက်ပါတော့အဲ့ဒီထဲမှာဒီမှာ font ပုံစံလေးတွေကို select လုပ်မယ်ပြီးရင်ဆွဲယူပြီးတော့ Windows font folder ထဲမှာလွှတ်ချလိုက်ရုံပဲပေါ့နော်အဲဒါဆိုရင် font installation ကစလုပ်နေပြီပေါ့ဒီလို install လုပ်တဲ့အချိန်မှာတခါတလေအစင်မပြေတဲ့ notification ဒီလိုမျိုးလေးတက်တယ်ပေါ့နော်အဲ့လိုမျိုး notification တက်လာတဲ့အခါကျွန်တော်တို့က do this for current item ဆိုတာကိုအမှန်ရှိပြီးတော့ yes ကိုနှိပ်ပေးလိုက်မှာပေါ့နော်အားလုံးစင်ပြီးရှုံးဝေးကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်